ခုနတိုင်းကြည့်ရအခုလည်းလည်းညင်ကြိုးသူကြောင့်နားဆွင့်ဘာအော်လဲနားဆွင့်နားဆွင့်ဒီလိုလူလဲချင်းကြိုးသူကြောင့်ဒီဘဝမှာတဲ့ပေါ်ထွန်းတဲ့ချမ်းသာပါစေတဲ့ဗျာနောက်ဘဝပါလဲချမ်းသာပါစေလို့စုမကောင်းတောင်းလိုက်ပါတယ်ဒီလိုပဲဖြစ်ကြမယ်လေတားပဲဟောတားပဲလေတားပဲရမှာချွတ်ထွက်လာပြီနော်ဒီမှာက4000တန်မိုးရှိတယ်နော်ခုနတိုင်းပြန်ဟောပဲဟုတ်ကျွန်တော်တို့လူကဘုသူဝင်နေလဲဝင်စားလည်းမခံဘူးလေတပ်ပိတကကာမတကာလဲနောက်ပြီးလှုပ်ချင်တာလို့အဲ့တော့လူတာအဲ့လိုလူတာဟာဒါပါပါကြီးတော့အခုလိုလူတိုင်းရတယ်အကျိုးကျေးဇူးကြောင့်မထေးလေးမောင်ပေါ်ထွန်းဒါကြောတဲ့သားပါစီဗျာတော်ဆက်နေရကောင်လေလူရမယ်လေလူရမယ်မဆက်ဘူးလေကတူလည်းမခံဘူးဟာလေဗျာဟာလေဗျာဒီတိုင်းညက်အားလုံးစုခိုင်းရစီကောင်းပြီခဏလေးလို့စုကောင်းပြရမှာဟုတ်ကဲ့ဒီဝသားပြပါအခုလိုမျိုးလူတိုင်းအရင်ကြိုးကျေးဇူးကြောင့်နောက်မှဘာမှမွေးရပါသေးနဲ့ဗျာဟုတ်လေအဲ့လိုမဟုတ်လေဒီတော့ဘာမှမလုပ်လေပါတော့ပါနောက်ဘွားပါဒီတဲ့ပို့ပြီးတော့အဝင်စားတွေရောစီးတဲ့ဥစ္စာတွေရောတိုးပါပါလေဗျာအခုလိုထပ်မှန်ပြီးလူတိုင်းရဲ့အကျိုးကျေးဇူးကြောင့်ပါကြောင့်ပေါ်ထွန်းတဲ့သားပါလေဗျာဆူတောင်းပေးလိုက်ပါဗျာဆူတောင်းပေးလိုက်ပါဟာကြောင်းနေများလာပြီကြောင်းနေကျုံတာတော့များလာပြီလိုက်အဲ့တော့ဒီမှာအကျုံးမခံနဲ့အကုန်စုအကုန်စုပါမလားလူရဟာဒီဟုတ်တယ်တို့မျိုးကအမြစ်ပါချွတ်လူတယ်မျိုးတပ်ပြီးတက်တာကာမတယ်ဒါဆိုလူတယ်ခုနတိုင်းကြည့်ကြကြောင်နဲ့တရုံကြီးအခုလိုလူတိုင်းရတဲ့အကျိုးကျေးဇူးကြောင့်မထေးလေးမောင်ပေါ်ထွန်းตาကြောတဲ့ตาပါစီဗျာဒီဘဝရောနောက်ဘဝရောตาပါစီဘာကြတာတောင်းမိုင်းတာကွာတောင်းမိုင်းတာဘဘိုးတွေကွာမဟုတ်တော့ဆက်ပြီးတော့ပြည့်ရက်ကိုဟိုမှာလာကြပြီခဏဘုံတော့ကောင်းနေပြီမပြရပါဘူးဟိုတတာလူတယ်လူတာကောင်းကြပါလူတယ်ဘာမှမရှိတော့ဘူးတခုမှမရှိတော့ကြောက်နေတယ်ကြောက်မယ်နော်အခုလည်းလူတိုင်းအချင်းကြိုးကျေးဇူးကြောင့်နေရာစလုံးဒီချက်မှာကနောင်ဘဝတွေမှာဒီတက်ပုံပြိုင်နိုင်ပါလေဗျာဟုတ်ဆန်းပါခဏကြောက်ပါဗျာဒီလိုနေခဏနေဒါရီကဘာကြီးတော့ဟာအဝေစားတွေတည်းမမြင်ဘူးအဝေစားတော့ငါသိတာပေါ့ကွာဘလို့ဖြစ်လာတာလဲငါဒါမေးတာပါမင်းတို့အပေါင်းခံခိုင်းတာမှမဟုတ်ပဲဒီပစ္စည်းကဘလို့လောက်ရောက်လာတာတော့ဒီလိုတည်းအကြီးအမေနိုင်ကျုပ်မနေ့အစောကြီးထပြီးတော့အလူခံဖို့လောဖွင့်နေလောဖွင့်ပြီးစပြီးအလူခံတယ်လို့မမျိုးမင်းလောကိစ္စနောက်မှပြောငါပြောတာဒီအဝေစားကိစ္စအရင်ပြောပါမလေးတကြီးတိတ်မလောပါနဲ့လာပါပေါ့အဲ့လိုလောဖွင့်ပြီးတော့အလူခံမယ်လို့ပြင်ဆင်လိုက်တဲ့အချိန်မှာပထမဦးဆုံးကိုကဖတ်ရောက်လာကိုကရောက်လာပြီးအလူငွေ200ထည့်တယ်တကြီးစနာကြီးအလူငွေ200လည်းထည့်တယ်ပြီးတော့သူ့အဖေရောအမေရောမိမရောတဆွေတစ်မျိုးလုံးနာမည်ကိုကြေညာခိုင်းတာကောင်းတာတကြီးရဲ့အလူငွေဒီအဝေစားရောက်လာမယ်တကြီးခဏလေးပြောပါရအဲ့မှာကိုအောင်ခါလေးပြန်သွားရောဟောပေါ်ထွန်းလာတော့ပေါ်ထွန်းလာပြီးတော့ပထမဦးဆုံးဘွေးစောအလူငွေ9000နဲ့စတယ်ပြီးလူနဲ့အလူငွေ9000လူတဲ့ခါမှာအဲ့ချိန်မှာပဲမဆိုင်မတော့တာကြောက်လိုက်ပြီးတော့တာကြောက်လိုက်တောင်းလေဟာတပတ်အပြိုင်စားလူငွေလူနဲ့ကြတယ်အဲ့မှာတပတ်1000အချိန်မြလာပြီ1000လူပြီးတော့တဲ့ခါမှာအဲ့မှာပထမလေး5000နဲ့ပြီးသွားတာမင်းဟာဒီအလူခံတဲ့ကိစ္စငါမေးတာမင်းဘောလုံးမကျင်ညာခိုင်းနေတာမဟုတ်ဘူးကွာဒီကောင်ကနေပါဦးတကြီးဒီအဝတ်ဘယ်လိုရောက်လာလဲ15မိနစ်လောက်နားပြရတယ်ကွာမလေးကွာမင်းပြောချင်တာပြောပြီးတော့မောလို့နားတာဆက်အဲ့ဒီမှာဒုတိယပိုင်းစတင်ပြီးတော့လူနားမယ်ဆိုတဲ့အချိန်မှာပေါ်တော့မကလည်းဘွေးတော်ဦးအင်ကြီးစချွတ်တော့တာရောက်ပြီအင်ကြီးစချွတ်ပြီးလူရဲ့အဲ့မှာတာကြောဘက်ကလည်းအားကြမခံအနိုင်မခံရှုံးပြီးအယိုးကြီးအရေခန်းခန်းဆိုပြီးအင်ကြီးပြန်ချွတ်တယ်အဲ့ဒီမှာဟိုဘက်ကအင်ကြီးချွတ်လိုက်ဒီဘက်ကပစိုးတွေချွတ်လိုက်ဒီဘက်ကပစိုးတွေချွတ်လိုက်နောက်ဆုံးဖက်တွေပါချွတ်ပြီးနောက်ဆုံးပွဲသိမ်းရလာကဟော့ရိုအဝတ်စားရယ်ဖက်တွေတကြီးရောက်လာချထားစမ်းပါကွာအောက်ကိုဒီဥစ္စာတွေဟောတကြီးရင်းနှီးလေးတောင်းနေနော်ကဲတော့ဒီကောင်နှစ်ကောင်ကတော့မလွယ်ပါဘူးနေရာတကအပြိုင်ဆိုင်နေကြီးလုံနေတယ်အလူတန်းကိစ္စဆိုတဲ့ဥစ္စာရင်ထဲကနေသရာစိတ်ကလေးနဲ့လှူမှကုသိုလ်ဆိုတာရတာကွာအခုလို့သူ့တဲ့ငါတော်အောင်တာအောင်ဆိုပြီးတော့ကဟိုလှူဒန်းနေမယ်ဆိုလို့ရှိရင်ဖြင့်အကုသိုလ်ဖြစ်ုံနဲ့မဟုတ်ငရဲတောင်ကြအောင်မယ်ခက်တဲ့ကောင်တွေပါပဲနေစမ်းပါဦးဒီကောင်တွေကဘလို့ပြန်သွားကြလဲခုခုနေစီနောက်နေစီနောက်